ဆရာယူဆန်ပေါ့ပရာဟိတအသင်းကနေပြီးတော့ဦးဇင်းတို့မစိုးရင်ကြောင်းတိုက်ကိုနော်လူအပ်ရာသုံးဆဲဖို့အတွက်နဝကမ္မဝတ္ထုငွေ9 သိန်းကျပ်လာလူပါတယ်နော်ဦးဇင်းကတော့မစိုးရင်ကြောင်းတိုက်Allahu Akbar Allah Channel view အကွဲနေနည်းနည်းတော့အကွဲနေတော့ပစ္စည်းပြိုကျမှုများနော်တစုံကျောင်းကနောက်ကလည်းတို့တိုက်ကနေကြည့်ရလာနေတော့နောက်တော့တောင်းတော့ပါAssalamu alaikum warahmatullahi wabarakatuh လေးစားပါတဲ့မိတ်ဆွေညီတော်များခင်ဗျာအရှိမလည်းပဲကျွန်တော်တို့မန္တလေးတိုင်းဒေသကြီးမန္တလေးမြို့မဟာအောင်မြင်မြို့နယ်ဒိုင်းဝင်းအရှိ89လမ်း36-39လမ်းကြားမစိုးရင်ကျောင်းတိုက်အဟောင်းပေါ့ကျောင်းတိုက်အဟောင်းကြီးအဆောင်တော်များများနော်ရှေးမြန်မာတွေကတော်ပဲပြည်သူကလက်ရမြောက်ပြီးတော့တိဆောက်ထားတဲ့အဆောင်လေးတော်များများပျက်စီးသွားပါတယ်အဲ့ဒီကပေါ်မှာမိတ်ဆွေညီတော်များခင်ဗျာအကျိုးဆုံးမိတ်ဆွေညီတော်များပေးပို့ထားတဲ့ငွေကြေးတွေရှိပါတယ်အကျိုးဆုံးမိတ်ဆွေညီတော်များပေးပို့ထားတဲ့နဝကမ္မအလူငွေကြေးတွေကျွန်တော်တို့ကျောင်းနိုင်ဆရာတော်ကြီးနဲ့တွေ့ဆုံပြီးတော့ကျောင်းတော်ဆရာတော်ကြီးမှာကျွန်တော်တို့အနံပေးမှာဖြစ်ပါတယ်အဲ့တော့မိတ်ဆွေများအနေနဲ့ကျောင်းနိုင်ဆရာတော်ကြီးကျွန်တော်အလူရှင်များပေးပို့လိုက်တဲ့နဝကမ္မအလူငွေကိုအခုကျွန်တော်အနေနဲ့ဆရာတော်ကြီးကလက်ဝက်မှာအနည်းပေးမှာဖြစ်ပါတယ်ဆရာယူဆန်ပေါ့ပရာဟိတအသင်းကနေပြီးတော့ဦးဇင်းတို့မစိုးရင်ကြောင်းတိုက်ကိုနော်လူအပ်ရာသုံးဆဲဖို့အတွက်နဝကမ္မဝတ္ထုငွေ9 သိန်းကျပ်လာလူပါတယ်နော်ဦးဇင်းကတော့မစိုးရင်ကြောင်းတိုက်ရဲ့နာကအဖွဲ့ဝင်တစ်ပါးပါပေါ့နော်အဲ့တော့ဆရာယူဆန်နဲ့တကွမိတ်ဆွေပေါင်းတင်အားလုံးတို့သည်အန္တရာယ်ကင်းဘေးရှင်းပြီးတော့လိုအပ်တဲ့ကောင်းကျိုးမှန်သမျှကြားရှိပြီးမလိုအပ်သောမကောင်းကျိုးမှန်သမျှကင်းဝေးကြပါစေတတ္တဝါအလုံးတို့သည်လည်းပဲကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေဒီလိုဆိုရင်ပြပါစေဆရာတော်